ကျွန်တော်ကတော့ MND အဖွဲ့မှရဲဘော်များဖြစ်ပါတယ်ကျွန်တော်အဖွဲ့ကတော့အခုကမ်ပိန်းလေးတစ်ခုပြုလုပ်ထားပါတယ်ကျွန်တော်ကမ်ပိန်းလေးရဲ့ခေါင်းစဉ်ကတော့ကြီးကာတက်စဉ်မမ်းမြေအောင်ပွဲစဉ်လို့မြည်ရှိပါတယ်ကြီးကာတက်စဉ်မမ်းမြေအောင်ပွဲစဉ်ကျွန်တော်တို့ဒီကမ်ပိန်းလေးကိုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကရှေ့တန်းမှာတက်ခိုက်နေတော့ကျွန်တော်တို့ရဲဘော်တွေကိုကြီးကာတက်စဉ်ပေးနိုင်မှုဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ကမ်ပိန်းလေးကိုပါဝင်ကူညီသူများအနေဖြင့် SCN နဲ့အတူတူပူးပေါင်းပါဝင်ပေးကြဖို့ကိုဥတာရခံရပါတယ်ခင်ဗျာတော်လည်းပြည်သူတွေလုံခြုံစိတ်ချစွာထောက်ပို့နိုင်ဖို့ SCF ကောင်းလို့ဝယ်ချက်ချင်းဖွင့်ကြပါတို့တူရှိတဲ့ SCF တို့တူချီတဲ့ SCF